တီမာရဲ့တည်တတ်မှုကြောင့်ဝန်တာမြေကြီးကျနေတဲ့တရားဘောကဈေးတွေများလမ်းဘေးဈေးတွေဘွားကနေကိုပိုင်စီပွဲလုပ်ငန်းတွေလုပ်နိုင်ခဲ့တဲ့ဖက်တီမာကတော့မနာလိုသူတွေထက်လူချစ်လူကင်ပေါ်များတာသူရဲ့ကံကြောင့်လို့ဆိုရမှာပါပဲ။ကံကြောင့်တရားမလာလို့လမ်းဘေးဈေးတွေဘွားနဲ့ခက်ခဲဖြတ်တန်းကြရပေမဲ့ကံကောင်းလာချိန်မှာတော့ဘာလို့အောင်မြင်လာတာအလုံးအမြင်ပါပဲနော်။တာမန်ချင်းပေါင်းတဲ့ဘွားမှာအချိန်တော်ကြာအောင်ရုန်းကန်ကြရပေမဲ့အောင်မြင်လာချိန်မှာလေနိုင်ငံတော်ရဲ့အထက်ကိုအောင်မြင်မှုတွေရခဲ့ရလဲဖြစ်ပါတယ်။လမ်းဘေးမှာကျင်းပေါင်းရောက်ရင်စာဝတ်နေရေးဖြည့်ရှင်ကြရတဲ့ဖက်တီမာကခုစဉ်ဘလောက်တောင်အောင်မြင်နေလဲဆိုတာအားလုံးမြင်ပါပဲဖက်တီမာကခုစဉ်ကိုပိုင်မတ်တစိမ့်တဲ့စီဝိုင်းလုပ်ငန်းတစ်ခုလုပ်နိုင်တဲ့အပြင်ရန်ကုန်မြို့လိုနေရာမျိုးတွေမှာပါဆိုင်ကြီးဒီဇိုင်းဖွင့်နိုင်ခဲ့ပြီလေဖြစ်ပါတယ်တိုးတက်ပြောင်းလဲလာတဲ့ဖက်တီမာရဲ့အောင်မြင်မှုကိုကြည့်ပြီးလူတိုင်းကပီတီဖြစ်ရသလိုပီတီဖြစ်ဆုံးကတော့တရားဘောကသူရဲ့သူငယ်ချင်းပါပဲဖက်တီမာနဲ့တရားဘောကဇီးတရီရဲ့ခင်မင်မှုကတော့အလုံးတည်တဲ့အတိုင်းပါပဲဖက်တီမာကရန်ကုန်မြို့မှာဆိုင်ကြီးဆောက်ဖွင့်ချိန်မှာဆိုရင်တရားဘောကဇီးတရီကိုတရိယာလို့အမြင်ကြရတဲ့ဒီပါပဲဇီးတဲ့ချင်းချင်းခင်မင်တဲ့ဆိုတာတဲ့ဖက်တီမာနဲ့သူတို့ကြားကတန်ရုံစင်ကမိသားစုလိုဖြစ်နေရပါသူတို့ကတရားဘောကဇီးတဲ့ဘဝမှာရှေ့တူမရှိတူဖြတ်တန်းခဲ့ကြတာမို့ဖက်တီမာကအခုလိုအောင်မြင်လာချိန်မှာတရိယာဆုံးကတရားဘောကတူတငယ်ချင်းတွေပဲဆိုပြီးမျက်ရည်တွေနဲ့တရိတရားပြောလာခဲ့ရလဲဖြစ်ပါတယ်ဖက်တီမာသူရဲ့ဆိုင်ဖွင့်ပွဲကိုသူတငယ်ချင်းကိုလာစီချင်လို့အဆက်ဆက်ရစီစဉ်ပေးတဲ့အထိကိုလုပ်ပေးခဲ့တာပါနော်တရားဘောကဈေးတွေကတော့အကြောင်းမျိုးကြောင့်ဆိုင်ဖွင့်ပွဲမတက်ခဲ့ရပေမဲ့ဖက်တီမာရဲ့တည်တတ်မှုကိုကြည့်ပြီးပြည်သူဖြစ်နေကြလဲဖြစ်ပါတယ်တနေ့လုံးမှတနေ့စားရဲ့ဈေးတွေမို့ဖက်တီမာရဲ့ဆိုင်ဖွင့်ပွဲကိုမတက်တိုင်းကြပေမဲ့ဖက်တီမာရဲ့တည်တတ်မှုကသူတို့အတွက်ဝန်တာပြည်သူဖြစ်စေခဲ့ရလဲဖြစ်ပါတယ်တရားဘောကဈေးတွေကတော့ဖက်တီမာရဲ့အောင်မြင်မှုကိုမနာလို့မဖြစ်ကြပါဘူးနော်ဈေးတဲ့အချင်းချင်းဆိုပေမဲ့ဘဝတစ်စစ်ချိုးပြောင်းလဲသွားတဲ့ဖက်တီမာကိုကြည့်ပြီးအလုံးကပြည်သူဖြစ်နေကြလဲဖြစ်ပါတယ်ဈေးတွေကဖက်တီမာကိုမနာလို့မဖြစ်ပဲဘာလို့ချစ်ခင်ကြလဲဆိုရင်ဖက်တီမာရဲ့မပြောင်းလဲတဲ့စိတ်ထားကြောင့်ပါပဲဖက်တီမာကအဆင်မပြေတဲ့ဈေးတွေဘဝမှာကလေးကတရားဘောကဈေးတွေနဲ့ရှေ့သူမရှိသူနေလာခဲ့တယ်လို့အခုလိုအောင်မြင်ချိန်မှာလေသူ့ရဲ့စိတ်ထားကမပြောင်းလဲသွားပါဘူးလူတို့ကအောင်မြင်လာရင်အောက်ကျလို့တက်ကြပေမဲ့ဖက်တီမာတော့အရင်တိုင်းပဲသူတငယ်ချင်းတွေပေါ်ကောင်းနေရမှုတရားဘောကဈေးတွေကဖက်တီမာရဲ့ဆက်ဆံပုံကိုကြည့်ပြီးကျင်းနေရတာပါဖက်တီမာအခုစဉ်အဆင်ပြေနေပြီဖြစ်ပေမဲ့တရားဘောကဈေးတွေပေါ်မှာနည်းနည်းတူတူဆက်ဆံတုံးပါပဲတူစားကောင်းလေးစားရရင်သူတငယ်ချင်းတွေအတွက်ဝယ်လာပေးသလိုတယောက်ကဒါလေးစားခြင်းနဲ့ဆိုပြီးပြောလိုက်တာနဲ့ဖက်တီမာကမဆိုင်မတွားဝယ်ကျွေးတော့တာပါပဲဖက်တီမာတော့စားကောင်းဒါလေးတွေတွင်သူတငယ်ချင်းတွေအတွက်တတိတယောက်ဝယ်လာပြီးသက်တူလေးဖြစ်ပါတယ်အဲ့လိုမျိုးဖက်တီမာရဲ့မပြောင်းလဲတဲ့စိတ်ဓာတ်တွေကြောင့်ပဲတရားဘောကသူငယ်ချင်းတွေကပြည်သူဖြစ်နေရတာပါနော်လူမြင်တဲ့အောင်တမင်ကောင်းပြတာမဟုတ်ပဲသူတို့ပေါ်မှာဆွေမျိုးရင်းချလူမျိုးကောင်းပြီးတဲ့ဖက်တီမာရဲ့ပြုမှုတွေကိုကြည့်ပြီးတရားဘောကဈေးတွေကပြည်သူဖြစ်လို့မြင်ရကြတဲ့တစ်ထည်ပါပဲနော်ခင်ရောင်ဆွေမျိုးမြင်ရဟင်းကောင်းဆိုတဲ့စကားကဖက်တီမာတို့နဲ့ကွက်တီပါရဲ့နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အစီအစဉ်စားပွဲရစေတဲ့နုပညာရှင်တွေအကြောင်းများကိုတင်ဆက်ပေးမှာဖြစ်လို့တည်တည်တော်ပြီးတင်နိုင်လို့တန်သိရှိနိုင်ဖို့အတွက်ပြီးနောက်ချက်ပေးခေါင်းလေးကိုလည်းနှိထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတက်လည်းကျေးဇူးများတင်ပါတယ်